ကောင်းနေလဲအဆင်မပြေဘူးလေပြီးမှသူနဲ့တွဲဖက်တရုပ်ဆောင်ရတဲ့သူကလည်းအဆင်ပြေအောင်လို့ဒါသူကသူ့မှာကိုကြီးချင်းစိတ်ရှိရတာသူ့ကိုယ်သူဒါနေတိုးစွာယူမိပြီးတော့သူကအကုန်လုပ်ပေးတာကနုငတူကိုပြိသက်တည်းလည်းအရင်အားပေးကြရဲကြိုက်ကြရပြောရတဲ့ကိုအတူကတော့တကယ်ဝမ်းသာပါတယ်ဒါအတူကကိုယ်တိုင်လည်းကနုငတူမှာနေတူရဲ့အမင်းကြီးရဲ့တိကျဆောင်တာဖြစ်တဲ့အတွက်ဒီဆယ်လီရှိုးလေးကိုထပ်ပြီးတော့တက်ရောက်ပြီးတော့ချီးမြှင့်တာပါကိုနေတူနဲ့တဲ့တုံတို့ဒါပထမဆုံးအတွဲလည်းဖြစ်တယ်ကိုနေတူကစူးစမ်းတယ်ကားတိုင်းပဲသူ့ရဲ့စူးစမ်းမှုပြင်ဆင်မှုတွေကအရန်ကိုလေသူကတကယ်လည်းသိကြတဲ့မင်းသားတယောက်ပဲတည်တတ်တာပေါ့နော်လုတာကင်တာကြီးလည်းအကုန်လုံးစူးစမ်းမှုရဲ့ရလက်အားလုံးဒါပါဝင်ကြတဲ့သူတွေကလည်းဒါအကုန်လုံးပံ့ပိုးထားကြတယ်ကိုပါဝင်ရတဲ့နေရာတွေမှာအားလုံးကတောင်းဝန်ကြည့်အောင်အကုန်လုံးတရုပ်ဆောင်ခဲ့ကြတယ်ဆိုတော့ကားကောင်းတကားဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါကိုပရိသတ်တွေရမ်းကြိုက်တယ်အားပေးကြတယ်ပြောမဲ့ပြတ်တက်ကဝမ်းသာပါတယ်ပြောချင်ပါတယ်သူကိုယ်တိုင်ကလည်းဂယူးဆိုင်တယ်ဟိုအစားအစာဒီ item တွေလောက်ကစားပေါ့နော်မိတ်ကပ်ကစားအဲ့တော့အဲ့လိုမျိုးဆိုတော့ဒါအနူဝါသူနဲ့ဆိုအများဆုံးတော်တော်များများရေးရတာပါဒီကားမှာကျတော့အနူဝါတို့တက်ကဒါအကုန်လုံးပေါ့နော်ဒီတင်တိုက်တဲ့အချိန်မှာ dialogue ကိုများလည်းမများပါဘူးကိုရဲ့တေးကြအောင်ဝဲမှတ်ပြီးတော့ကိုပြောရတာပေါ့လေဆိုတော့တချို့သူနဲ့ရိုက်ပြီးအန်ဒီဝါနက်ကတ်မရတဲ့လို့ဆိုသူအန်ဒီဝါရုပ်ချတဲ့မိတ်ကပ်ဆိုရင်ကိုနေတို့ကိုယ်လုပ်ပေးတာဆိုအန်ဒီဝါကတော့ကိုတက်သွေးမှတ်သွေးလုပ်ထားမယ်သူကတကယ်ကိုတော်တယ်ဒီ line ချစ်တာတွေပါနေလေသူမိတ်ကပ်သူ့ရှီယာကိုပညာတွေရလိုက်တာနောက်ပိုင်းရုပ်ချတဲ့အချိန်မှာအန်ဒီဝါအဲ့သူချပြီးတော့နက်ကတ်မရတဲ့ပုံမှာသူချပေးလိုက်တဲ့ဟာကိုအန်ဒီဝါမှတ်ထားတော့အပုံတွေပဲရိုက်ထားပြီးနောက်သူဘယ်နေရာမှာလမ်းယူလိုက်တာဘယ်လိုခဲဆွဲလိုက်တာလေးရစားလေဟိုကသူ့ရှီယာပညာရလိုက်တာပေါ့နော်သူကအဲ့လိုမနေတတ်တာပေါ့နော်ဟိုသူကောင်းနေလဲအဆင်မပြေဘူးလေပြီးမှသူနဲ့တွဲဖက်တရုပ်ဆောင်ရတဲ့သူကလည်းအဆင်ပြေအောင်လို့ဒါသူကသူ့မှာကိုကြီးချင်းစိတ်ရှိရတာစကားတကားကောင်းဖို့အတွက်ကိုသူကပါဝင်တဲ့တရုပ်ဆောင်အတွက်ပါသူကလုပ်ပြီးမိတ်ကပ်ပစ္စည်းတွေလည်းပါလာတယ်ဒီတန်ရပဲဆိုလဲလုပ်ပေးနေကိုစီပြိုလာမီလုပ်ပေးနေလဲတွေ့လိုက်တယ်လို့အဲ့လိုပေါ့နော်မနေတတ်ဘူးကားကောင်းဖို့အတွက်ဆိုရင်သူကိုယ်တိုင်စူးစမ်းပြီးတော့သူကိုယ်သူဒါနေတိုးစွာယူမိပြီးတော့သူကအကုန်လုပ်ပေးတာဒီဥရွှေကိုကတဲ့အချိန်မှာပဲကိုရီးယားစီးကျက်လိုက်ပဲလက်ခုပ်တီးကြသူတို့ကြတော့တခါလေးကလို့မပြီးဘူးလေဒီလိုကင်မရာဒီဘောင်းကရက်လိုက်ဟိုဘောင်းကရက်လိုက်ဟိုလိုရက်လိုက်ဒီရဲဆိုတော့ဟိုခဏခဏထပ်တလဲလဲရိုက်ကြရှာတာပြင်မမာတယ်သူတို့နှစ်ယောက်စလုံးအရင်လဲပြောစရာကောင်းတယ်အနီဝါနဲ့အနီကိုလေးဆိုရင်လဲဒါဟိုဘွက်တွေထဲမှာနှမန်းလုံးသွားပြတော့တာနည်းနည်းလေးရယ်တကယ်ရိုက်တော့ကြအများကြီးပြင်မလောက်ကြရတာလေဆိုတော့အဲ့ဒီလဲအမတ်တရပါပဲဒါပေမဲ့ဘာဖြစ်ဖြစ်ပြိသက်ကြိုက်တယ်ဆိုတော့ပြောပါတယ်သွားတဲ့နေရာတွေကကြတော့မျောရင်းပေါ်ကျွတ်တွေပဲလဲရှိရမိုးရင်းဖြစ်နေတဲ့အတွက်အဲ့ဒီကကျွတ်လဲကြောက်တယ်မိုးလဲကြောက်တယ်အဲ့ဒီဘွားအဲ့ဘေးအောက်မှာမျက်တွေတွေကိုကြည့်ပြီးအဲ့လိုကြောက်တာနောက်အဲ့ဟိုညောင်မင်းကြီးမှာအဲ့မြင်းဒီတိုးဟိုကမလေးကျိုးဆက်ချချစ်စင်ကျိုးဆက်ချတင်မဲ့ခံသွားတဲ့ခံဆိုပိုးတော်ဆိုသေးရဲ့အဲ့ကင်မုန်းပင်ခင်းကြီးတွေချားထဲမှာဆိုလေကိုကမွေလဲကြောက်ကျွတ်လဲကြောက်အဲ့လိုကြည့်နေရတောင်ကြီးမြောက်ကြီးနေရဆိုတော့အဲ့ဒီနဘန်းလုံးတဲ့နေရာတော့အိမ်ရှိမှာဆိုနည်းနည်းလေးတော်သေးတာပေါ့လေဟိုလင်းလင်းချင်းချင်းလေးရှိရထမိန်တွေပဲလည်းပြည့်မန်ကုန်းဆိုလဲဒါစရုံးတွေအကုန်လုံးပြီးစပင်းကိုပြီးကြသွားတာအဲ့လိုဒီတကယ်ပဲတရုပ်ဆောင်နေကြတာပေါ့နော်လက်နဲ့တွန်းထားလိုက်တာလေသူ့ကိုမိရပေါ့ရက်ကိုဆဲအဲ့ဆိုနောက်ဆုံးသူကမနိုင်နိုင်နေဆုံးချစ်တလုံးကိုကိုက်ပြီးတော့လူလှဲချပြီးနဘန်းလုံးကြတာပေါ့အဲ့ပုံစံမျိုးလုပ်ထားကိုလည်းထမိန်ညွတ်ပြဲသွားတာအထဲထဲမှာတော်သေးတယ်ပြီးလဲပြီးတော့မှအဲ့ထမိန်ဆိုသုံးလုံးကိုမရတော့မကုန်းလေးပြင်မရှာပါတယ်အဲ့သူကလည်းဝါလှုပ်တာလှုပ်ကိုအားနာသူ့ကိုလေတေးသေးလေးသူ့ပေါ်တက်ဖိရမှာပဲဆိုတော့ရတယ်တက်ဖိဆိုရဲအဲ့လိုလုပ်ခဲ့ရတာပေါ့ဇလန်တွဲဒီနောက်ပြီးတော့ဒီခုနလိုပေါ့နော်ပေါဝင်အားဖြည့်ထားတဲ့ရုပ်ရှင်စကားလေးလည်းရှိပါတယ်အဲ့ဒီတွဲချစ်တဲ့ပရိသတ်ကြီးချစ်တဲ့စိတ်နဲ့အားပေးကြပါဦးလို့ဖိတ်ခေါ်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်